မင်္ဂလာရှိသောကောင်းမြတ်တဲ့နေထူးနေ့မြတ်လေးဖြစ်ပါစေဦးဇင်းယခုရွတ်ဖတ်ပူဇော်တရစေမဲ့ပြေမေတ္တာတော်ပြေတရားတော်မြတ်ကိုဓမ္မမိတ်ဆွေဆွေတော်မျိုးတော်များအားလုံးရိုးရိုးသေးသေးယုံကြည်ကြည်နဲ့နာယူပူဇော်တရစေကြပါကုန်မေတ္တာတော်ပြေတရားတော်ကိုရွတ်ဖတ်ပူဇော်တရစေနာယူခြင်းအပြင်ဘယ်လူတရေစတဲ့မကောင်းတဲ့ကြောက်မက်ဖွယ်ပုဂ္ဂိုလ်တ attva တို့ကမှအာယုံတွေကိုမပြုတ်နိုင်ပါဘူးချမ်းသာစွာအိယာချမ်းသာစွာနိုးရအစရှိတဲ့ကောင်းကျိုးချမ်းသာ17ပါးနဲ့ပြည့်စုံစေနိုင်ပါတယ်ဒါကြောင့်မို့မေတ္တာတော်ဘေတရားတော်မြတ်ကိုဓမ္မမိတ်ဆွေတော်မျိုးတော်များအားလုံးရွတ်ဖတ်ပူဇော်တရစေနာယူကြပါစို့နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယတနုဘာဝတောယခဏေဝရတင်တိဘိဒနံယဉ်ညိစေဝနုယုံဇံတောရတိန်တိဝမတန္တိတောဒုက္ခံသူပရိသုတ်တောသပပံကိဉ္စီနပတ္တိဧဝမာရိကုဏုပေတံပရိဒံဓမ္မနာမဟေကရဏီယမရကုသလေနာယန္တဒန္တံပရံအဘိဓမေသာသကောသုဇာတုဝဇောသတ္တမုရအနာတိမာနိသန္တုသောဇာတုဝရောဇာပကိသောသတံလောကဝုတ်တိသန္တိနရိယောဇာနိဘဂောဇာပကဘောကိုလေတဝနနုဂိတောနာဇဂௌဒမာစရိကိဉ္စီယေနဝိညုပရိဥပဝရေယောဒုခိနောအခိမိနောဟွန်တုသဗ္ဗတတ္တဘုံတုဒုခိတတ္တာယေကိစီပါဏဗုဒ္ဓတိတတ္တဝထာဝရဝနဝသေတာတိကဝါယေဝမန္နာမေစိမာတတကအနုကဒုလာဒိဋ္ဌဝါယေဝအာဒိဋ္ဌယေဝဒုရေဝတန္တိအဝိဒုရေဗုဒ္ဓဝါသံဝေတိဝသဗ္ဗတတ္တဘုံတုဒုခိတတ္တာနာဘရောဗရဏိကောဘေဒနာတိမိညေရအကရစိနာဂိဉ္စီပိယရောဒနာပရိကသေညာနိညမိညတဒုက္ခမိတ်စေယမာဒယထဏိယံဗုဒ္ဓမာယုဒဧကဗုဒ္ဓမနုရခေဧဝံပိတဗ္ဗဗုဒေတုမာနတံဘာဝေယပရိမာဏံမေတင်္သာသဗ္ဗလောကသမိမာနတံဘာဝေယပရိမာဏံဩဒ္ဓရောဇာတိရိယံဇာအတ္တံပါရံအဝေရမတ္တပတ္တံဒိဋ္ဌံဇရဏိဒိဏောဝတေယနောယာဝတတဝိဒမိတောဧတံတတေယဒိဋ္ဌေယဗျမမေတံဝိဟာရမိရာမဟုဒိဋ္ဌင်္ဇာနုပကမ္မသီလဝတတနေနသဗ္ဗနောကာမေတုဝိနိယံဂေရဏိဇာသုတ်ကပ္ပတိယပုဏ္ဏရေတိမေတ္တာသုတ်တံနေတိဓမ္မဗယဇယံတောဘောရိယမူလေသကြနနန္တိဝဒနောဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလေအပရာဇိတပလင်္ကေသေသေဘုဒ္ဓဝိပုဂ္ဂလေအဘိသေကေသဗ္ဗဗုဒ္ဓနာအကပတောပမောတတိသုနခတံသူမင်္ဂလံသုဘဗရံသူဟောတိတံသူကနောသူမုဟောတောသသူယိဋ္ဌံဗျမစာရိတုပရခိဏံကာယကမံဝါစာကမံပရခိဏံမနောကမံပဏိတိတေပရခိနေပရခိဏာနိကတဝါနာလဗန္တတိပရခိနေတေယတလတသုခိတဝိထုံလာဗုဒ္ဓသာသနေအာရောဂသုခိတဟောတာတာသဗ္ဗေညာတိပိတေယတလတသုခိတဝိထုံလာဗုဒ္ဓသာသနေအာရောဂသုခိတဟောတာတာသဗ္ဗေညာတိပိတေယတလတသုခိတဝိထုံလာဗုဒ္ဓသာသနေအာရောဂသုခိတဟောတာသာသဗ္ဗေညာတိပိမေတ္တာတုပိတရားတော်မြတ်ကိုရွတ်ဖတ်ပူဇော်တရစေနာယူကြကုန်သောဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့သည်
ဘေလူတရဲ့စားတဲ့မကောင်းဆိုဝါတို့ကြောင်းမဖွယ်အာယုံကိုမပြုနိုင်ကြပါစေကုန်ချမ်းသာစွာအိယာချမ်းသာစွာနိုးရခြင်းစသောအကျိုးတရားစရဘတို့ကိုပြည့်စုံပြည့်ဝစွာခံစားစံစားနှကြရသောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ကြပါစေကုန်သာရိသာဓုသာဓုသာဓု